လူတွေကိုအတိတွေပေးရလူတွေကိုအလေးကျင့်ကောင်းတွေပေးရပညာပေးရပေးတရားမရှိရင်နေရမရှိဘူးအဲ့ဒီကြမှာအခုရှင်များတို့တိုင်းပြည်ချင်းနေမကောင်းတော့အရင်မပြေးခဲ့ရဘူးလေဒီထဲမှာပြေးခဲ့တဲ့ဘုန်းကြီးပဲတော့ပါတတိတော့အရင်ဆုံးပြေးတယ်တတိတော့ဆလင်းကြီးရအောင်တတိတော့ပြေးလာတာ9နှစ်ရှိနေရှိတတိရှိလာတယ်တော့မထင်နဲ့ဟုတ်လားကိုဗစ်နောက်ပိုင်းမရောက်တော့ဘူးပြောပါတော့နိုင်ရင်မကောင်းတော့မသွားရဲဘူးလေအဲ့တော့ပြေးတော့တတိတော့ရှေ့ဆုံးကပြေးလာတာဟုတ်လားတပည့်တော်ယူမှာစာကြည့်တိုက်ကြီးဖွင့်ထားတယ်။ရည်ကြီးလိမ့်မာတွေသင်တယ်။တပည့်တော်လူတော်ကလည်းစာသင်တာစာသင်ထားခဲ့တဲ့တမျိုးလုံးဆရာမတွေကြီးတယ်။သူတို့ဆရာမဖြစ်ဘူးရင်သူတို့အတိလိမ့်မာတွေမပေးဘူးရင်ရှင်ပြတို့နေရမရှိဘူး။ဟဲ့ဆိုရင်ဘုန်းကြီးတွေအရင်ပြေးပဲ။ဟုတ်လားတိုင်းပြည်ပြရင်ဘုန်းကြီးတွေရင်ကတ်တယ်ဆိုတာဟုတ်လား။နော်ဒါနသမိုင်းတွေကြက်လဲပါလိုက်မယ်။ဆိုတော့တပည့်တော်တို့ကပေးဆရာမရှိရင်နေရမရှိဘူး။ဒါကြောင့်ပေးတရားရှိအောင်ကြိုးစားဖို့လိုလားမလိုဘူးလားဒီခေတ်တရားခေတ်ပကံခေတ်ဧဝပညာသခိုင်ကုန်းပါညောင်ရမ်းအစားရှိတဲ့ပြင်ခေတ်ဆက်ဆက်တပည့်တော်တို့ဟာပေးနိုင်ခဲ့လို့နေရာရကြအတိတွေပေးခဲ့တယ်အလိမ္မာပေးခဲ့တယ်ဆုံးမကောင်းတွေပေးခဲ့တယ်မြို့တွေတီကားတွေလင်္ကာတွေကြပြားတွေစားတွေပေးတွေနဲ့ဆုံးမခဲ့နိုင်လို့တပည့်တော်တို့ကနေရာရှိခဲ့အခုတပည့်တော်နေရာတော်တော်ချင်းချင်းကြက်ကြက်ဖြစ်သွားပြီဘာဖြစ်လို့တော့ဘုန်းကြီးတွေကပေးတရားမရှိဘူးဘုန်းကြီးတွေဒီမှာငါတို့ဘာမှဘုန်းကြီးတွေဒီမှာငါတို့ဘာမှမရှိဒီလိုမျိုးတဲ့ဒါအဲ့ဒါတော့အခုကဘုန်းကြီးတွေကဘာဖြစ်လာလဲဆိုအတိလိမ္မာအဆုံးအမကအများကြီးမပေးနိုင်တဲ့အခါအင်္ဂလိပ်စာလေးသင်ပေးလိုက်ကွန်ပျူတာလေးသင်ပေးလိုက်ဒီလိုကိုယ်တိုင်လုပ်ခဲ့လို့ပြောတာမထိရောက်ဘူးဒါကကြွယ်ကူရေပါအနေနဲ့နည်းနည်းပါးတော့သင်လို့ရတယ်တို့ဆိုအဲ့ဒီဟာကိုသွားပြီး highlight မလုပ်နဲ့မရဘူးသူတို့လောကီအတိလောက်ပဲရှိတယ်အဲ့ဒါတော့လူသေးသေးလဲသင်လို့ရအဲ့တော့ဒီလိုဘုန်းကြီးတွေကဘုရားအစုံမှာအတိလိမ္မာတွေသင်ပေးနိုင်မှကိုရှိရအဲ့တော့ဘာမှမသင်နိုင်ရင်သေခိယကိုလူတွေနားလဲတဲ့စကားလုံးတွေနဲ့သင်အဲ့ဒါလူငယ်တွေကိုသင်တဲ့အခါ International Business Ethics ဆိုပြီးတော့ခေါင်းစဉ်နဲ့သင်တယ်ကဲအင်္ဂလိပ်လိုသင်လိုက်တော့ပတ်စံဝင်ရောပတ်စံနေဝင်ဘူးလားအင်္ဂလိပ်လိုသင်ပတ်စံရတယ်မြန်မာလိုသင်တော့မရဘူးခေါင်းစဉ်ပေးလိုက်တာလေ International Business Ethics နိုင်ငံတကာမှာအရှင်းပြစီးပွားရေးလုပ်ငန်းတွေလုပ်တော့မယ်ဆိုရင်လေသူရဲ့ ethics တို့ ethics တို့ရှိတယ်အဲ့တော့သူထမင်းစားဝိုင်းမှာသူထမင်းဖိတ်ကြွေးတယ်သူတို့ဒီကလာတာလေ anniversary မှာသူတို့ရဲ့စီဝေးတွေမှာတော့မဟုတ်သူတို့ရဲ့တွေ့ဆုံပွဲတွေမှာထမင်းဖိတ်ကြွေးတယ်လို့ပါထမင်းဖိတ်ကြွေးတယ်ဆိုတာဘာလို့လဲလူကက်ခတ်တာသူပကံကိုဟင်းတောက်တဲ့ပကံနဲ့ရင်ရွေးချမ်းတွေတောက်နေတာလားဟုတ်လားအသားလေးတဲ့ဒီဓာတ်နဲ့သူဘာလုပ်နေတာတော့နော် tissue နဲ့ဘာလုပ်နေတာတော့နော်ဒီလက်တော့ဘွားကိုဒီဘယ်မှန်းမှာထားတာတော့ဒါအရေးကြီးတယ်နော်အဲ့တော့တပွဲထိုင်လိုက်တဲ့လက်တော့ဘွားကိုပေါင်တစ်ဖက်ပေါ်တင်ထားတာမျိုးနော်ဒါကဝိုင်တောက်တဲ့ခွက်လားဒါကအချွေတောက်တဲ့ခွက်လားဒါရေတောက်တဲ့ခွက်လားဇိုးကိုစားပြီးတာနဲ့ဘယ်လိုထားရမှာတော့နိုင်ငံတကာသေခိယဟုတ်လား international သေခိယအဲ့ဒါကို international business ethics လို့ခေါ်တယ်ဘယ်လိုယူတော့ဘယ်လိုပေါက်တော့နော်အိမ်သာထသွားမယ်ဆိုရင်တောင်းရင်အိမ်သာထသွားမယ်ဆိုရင်လက်ကင်ပေါ်ကိုဗနန်းထားခဲ့မှာတော့ခုံပေါ်ထားခဲ့အဲ့ဒါကိုပဇွဲပေါ်သွားထားခဲ့ပြီးအဲ့ဒါဆိုဒီလူကအခြေခံအသိတောင်မရှိဘူးလို့ common sense လို့ခေါ်တယ်အင်္ဂလိပ်လိုအခြေခံအသိတောင်မရှိဘူးဆိုတဲ့ပုံကိုယ်တယောက်နဲ့စီးပွားရေးတွဲမလုပ်ဘူးမြန်မာပြည်ဘယ်သူမှမလားနိုင်ငံရေးလည်းမငြိမ်ဘူးစီးပွားရေးလည်းမငြိမ်ဘူးတိုင်းရေးပြည်လည်းမငြိမ်ဘူးလူတွေလည်းအသိမရှိ common sense ပြန်လို့တယ်နောက်နေ့တွေရှိတွေကွဲသွားပြီနော်အဲ့တော့ဘီလက်မြေဘလောက်ထဲမကြောက်ဘလောက်ထဲမသိဘူးပြန်လို့ဆိုတော့မရှိတော့ရှိတဲ့သူခေါ်ပြီးလောက်ခိုင်းရတာဟုတ်ဆိုတော့ကားမောင်းကျင်တယ်လို့မောင်းတယ်ပါကင်ထိုးကျင်တယ်လို့ထိုးတယ်စိုက်ကလည်းနင်းကျင်တယ်လို့နင်းတယ်လမ်းသွားကျင်တယ်လို့သွားတယ်တစ်ဖက်ကတ်သွားတာပဲလှေကားတက်ကျင်တယ်လို့တက်တယ်ဒီလိုဖက်နဲ့ချွတ်ကျင်တယ်လို့ချွတ်တယ်ဒီနိုင်ငံကိုရှင်များတို့ထင်ကြီးလိမ့်မယ်မထင်နဲ့ဗုဒ္ဓဘာသာနိုင်ငံရှက်တရားတောင်ကောင်းနေဟုတ်လားသိခိရတောင်မနိုင်တဲ့နိုင်ငံနော်အဲ့ဒါဆိုတော့အာဂန္ဓုကဝေအာဂန္ဓုဆိုဘယ်လိုနေရမလဲအာဝါသိကဆိုဘယ်လိုနေရမလဲဟောဒီခန္ဓာကဝေလောက်တော့မနိုင်တဲ့နိုင်ငံဒီလိုတော့လျှောက်သင်ရတဲ့ဘုန်းကြီးတွေကိုရင်းနဲ့သင်ခဲ့ရတဲ့ခန္ဓာကဝေတို့သိခိရတို့နိုင်ပြီလားလို့မေးကြရှိအဲ့ဒါဆိုတော့ရှင်များအသိမြင့်ပညာတွေ higher education တွေပါတယ်ကနတာအခြေခံတောင်တပည့်တို့ကပိုင်နိုင်လက်တွေ့ကြဘဝထဲမှာမရောက်သေးဘူးဆိုရင်တော့ရှင်များတို့တပည့်တို့လူတော်မတိုးနိုင်ဘူးဒါကြောင့်လူတွေကိုအဲ့ဒါလေးတွေပါသင်လို့ရအဲ့ဒါလေးသင်လို့ရအဲ့ဒါတွေကိုသူတို့လက်ခံနိုင်တဲ့စကားလုံးတွေဒါကြောင့်ဘုသူတ္တရှိရဘယ်နိုင်ငံဆိုသူတို့ရဲ့ယဉ်ကျေးမှုကဘယ်လိုလဲဥပမာတချို့နိုင်ငံတွေကအိမ်ထဲကိုဖက်နှက်စည်းဝင်တာကြိုက်တယ်တချို့ကဖက်နှက်ချွတ်တာမှကြိုက်တယ်
နော်တတိယတော့ခေါင်းကိုင်မကြောက်တချို့ကခေါင်းကိုင်နေဆိုရင်းနီးနီးရှိတဲ့ခါမှာခေါင်းကိုင်တရုတ်တို့ကိုရီးယားတို့ကျတော့ခြေထောက်နဲ့တို့ပြီးစကားပြောတယ်ရင်းနီးတဲ့လူတွေပြီးတော့ခြေထောက်နဲ့တို့ထထိုးမှာပေါ့နော်အဲ့ဒါမျိုးတွေဆိုတာ ethics ဘယ်လိုမျိုးတွေလဲတနိုင်ငံနဲ့နိုင်ငံဘယ်လိုတွေမတူတာလဲဒါယုံကြည်မှုတွေယဉ်ကျေးမှုတွေဒလိထုံးတဲ့အစဉ်လာတွေဘယ်လိုရှိလဲအဲ့ဒါတွေနဲ့ဘာသာရေးနဲ့ခုနဘာသာရေးကလာတဲ့အဆုံးအမတွေနဲ့ပြောပြချင်ဟောဘုရားအဲ့ဒါကြီးပြောခဲ့လားပြောခဲ့တယ်ဟာခင်မိလိုက်တာအဲ့လိုမျိုးဖြစ်အခုရှင်များတို့လည်းခင်မပြီးစာလည်းမဖတ်ဘူးနိုင်ငံတကာအကြောင်းလည်းမသိကြည့်ရင်လည်းသကားလောက်ပဲကြည့်တာဟုတ်လားတုံကွမ်းနဲ့ချနေတာလောက်ပဲကြည့်အောင်နေတော့ဘုသူတ္တမရဘူးနော်ဒါကြောင့်တပည့်တော်တို့ညီကိုတွေမို့လို့တပည့်တော်ပြောတာတပည့်တော်တို့ပြောင်းလဲရမယ်ပေးစရာမရှိရင်နေရာမရှိဘူးရှင်များတို့နေရာလိုချင်ပေးစရာရှိရဘာပေးမလဲရှင်များတို့ဆိုမြပေးစရာ data တွေ information တွေအချက်လက်တွေနော်သို့မဟုတ် ethics တွေရှိပြီလားဒါကိုမေးရအဲ့ဒါမရှိသေးရင်တော့တပည့်တို့ပြေးအောင်တာပြေးတော့ဟုတ်လားပြေးအောင်တာပြင်တယ်နော်အဲ့တော့စာကြည့်လိုက်ဆိုစာအုပ်တွေစုထားတဲ့နေရာအသိပညာဘုဒ္ဓတွေဖြန့်ပေးတဲ့နေရာဆိုစာကြည့်လိုက်သွားလိုက်တာနဲ့တပည့်တို့အသိပညာဘုဒ္ဓတွေနိုင်ငံရေးစီးပွားရေးလူမှုရေးအများကြီးတပည့်တို့လေ့လာလို့သင်ယူလို့ရတဲ့ဟာတွေအများကြီးဖြစ်သွားတယ်ဟာဟုတ်တာပဲဒီလိုဖြစ်သွားတာနော်ပညာလိုလားဆိုရင်လွတ်လပ်စွာပညာရှာနိုင်သောနေရာတပည့်တော်စာဖတ်တာဝါသာပါတာဟုတ်ပြီကြီးတော်အခန်းနဲ့တချို့လည်းရောက်ဘူးပဲနော်နောက်ဥဒိကြတွေရောက်ဘူးတဲ့ဒီတော့အခန်းနဲ့ရေခဲသက်တာမရှိတီဗီမရှိစာအုပ်ပဲရှိတယ်ပတ်ပတ်လဲစာအုပ်တွေဒီတော့အခန်းထဲရှိတဲ့စာအုပ်ဘိုးတွေကို300ကျော်ဒါပြီးတော့အခန်းထဲမှာရှိတယ်ရွာမှာဆိုပြီးတော့1000ကျော်သွားပြီစာအုပ်ဘိုးတွေနော်အစာအုပ်ကမပါဘူး1000ကျော်သွားပြီဒီတော့ပြန်လို့တာပဲစာအုပ်9000လောက်ရှိသွားတယ်ဘေးစာကြည့်လိုက်တယ်တခါလို့အဲ့လိုစုထားပြီးဘိုးတဲ့စာအုပ်တွေစုပြီးတော့ထောင်နဲ့ကျွေအဲ့လိုလှူဆိုတော့တပည့်တော်ရဲ့ပရိဒကပညာရေးအခြေခံတဲ့ပရိဒပဲဒါကြောင့်ဘုန်းကြီးတွေပရိဒလို့ပညာရေးအခြေခံတဲ့ပရိဒမျိုးဒီတော့ဥစားပေးလုပ်စေခြင်းပရိဒဒီလိုလောလုံးတဲ့အခါကျတော့ပညာရေးအခြေခံတဲ့ပရိဒမျိုးကိုစဉ်းစားသိခြင်းပါတယ်ရေဘေးတို့မီးဘေးတို့ဆိုတာဒီတော့လှင်းတင်လို့လှူလို့ရလို့ဆိုအဲ့ဒါကြီးကိုရေကြီးခွင်ကျင်လှုပ်ပြီးတော့ပရိဒသူရဲကောင်းကြီးပုံစံမျိုးသင်္ကန်းတစ်မြောက်မြောက်နဲ့လှုပ်နေတယ်အဲ့လောက်နေနဲ့ကျင်းတဲ့နေလို့မရပညာရေးမှာဥဆောင်နိုင်ရဘာလို့ပညာရေးအခြေခံတစ်ပင်ဆိုင်မဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့စိန်လန်းဖို့အဲ့ဒါလည်းပညာရေးအခြေခံဒါပညာတက်တဲ့လူတွေကြမှာဒါတွေထိန်းသိမ်းဆောင်ရှောက်နိုင်